ဂျင်းနီလေးဟာသူ့ရဲ့နှုတ်ဆက်တန်ကြောင့်နိုးမလာခင်ထိအေးလူလူအိမ်မော်ကျနေခဲ့တာပါသူအပြင်ထွက်လာတဲ့အခါမှာတော့သူ့ရဲ့တခင်အစ်စ်ဟာခွေးလေးတစ်ကောင်ဖြစ်နေလို့အံ့ဩသွားရပါတယ်ဂျင်းနီကဆူတောင်း3ခုပေးနိုင်ကြောင်းရှင်းပြဖို့ကြိုးစားပေမဲ့ခွေးလေးကတော့နားမလည်ရှာပါဘူးဒါကြောင့်ခဏလောက်စဉ်းစားပြီးခွေးလေးကိုကစားစရာတွေအများကြီးပေးလိုက်ပေမဲ့တခုမှဆူတောင်းမပြည့်သေးပါဘူးသူစိတ်တူတူနဲ့ဘောလုံးကိုဝေးဝေးကိုလွှတ်ပစ်လိုက်ပါတယ်အံ့ဩစရာကောင်းတာကခွေးလေးကဘောလုံးကိုဖမ်းလိုက်တဲ့အခါပထမဆုံးဆူတောင်းတစ်ခုပြစ်သွားခဲ့ပါတယ်ဂျင်းနီလည်းခွေးလေးနဲ့စတင်ဆုပ်ကစားခဲ့ပေမဲ့ခွေးလေးကမှုံမီအိမ်ကိုကိုက်ပြီးထွက်ပြေးသွားပြန်ပါတယ်ဒါဟာဂျင်းနီကိုစိတ်ထဲမှာရှုပ်ရှက်ခတ်သွားစေပြီးခွေးလေးပြန်ရောက်လာတဲ့အခါမှာတော့ဒုတိယမြောက်ဆူတောင်းတစ်ခုထပ်မံပြစ်သွားခဲ့ပါတယ်အဲ့ဒီညနောက်ပိုင်းဂျင်းနီအိပ်ပျော်နေတော့မှခွေးလေးကစော့ကျင်တာနဲ့မီးအိမ်ကိုထပ်ပြီးလာကင်ပါတယ်ဒါပေမဲ့ဂျင်းနီကအရန်ပင်ပန်းနေလို့မီးအိမ်ကိုပြန်ဆွဲတဲ့အခါခွေးလေးကလည်းမလွတ်တမ်းပြန်ဆွဲထားပါတယ်ရုတ်တရက်မီးအိမ်ရဲ့လက်ကင်ကျိုးသွားတဲ့အတွက်ဂျင်းနီလည်းအရန်ဒေါသထွက်သွားပြီးခွေးလေးလည်းကြောက်ပြီးထွက်ပြေးသွားပါတယ်ဒေါသတွေပြေးသွားတဲ့အခါဂျင်းနီကစိတ်မကောင်းဖြစ်ပြီးခွေးလေးနောက်ကိုလိုက်သွားခဲ့ပါတယ်ခွေးလေးဟာတခြားဂျင်းနီတယောက်နဲ့ခွေးလေးတစ်ကောင်ရဲ့နန်းရံဆေးပကြီးကိုကြည့်နေတာကိုသူတွေ့လိုက်ရပါတယ်ဂျင်းနီကခွေးလေးကိုရွှေရောင်လက်ပတ်လေးပတ်ပေးလိုက်တဲ့အခါခွေးလေးရမ်းပျော်သွားပါတယ်ဒါပေမဲ့နှစ်ယောက်သားပျော်ရွှင်နေကြတော့မှပဲတတိယဆူတောင်းကပြေးသွားခဲ့လို့ဂျင်းနီတယောက်မီးအိမ်ထဲကိုပြန်ဆုပ်ယူခြင်းခံလိုက်ရပါတော့တယ်